ဘယ်ပစ္စည်းဘယ်နှမှရှိတယ်ဆိုတာကိုတော့သူကောင်းကောင်းသိတယ်ရှင်အယုတ်ကလေးလေးဆိုလို့ရှိရင်ဆော့ပြီးတော့တခြားလေးပြန်သိမ်းတယ်ရှင်အားရဆုံးတောင်းလဲလာဆိုရင်ဟုတ်သူဆော့တဲ့ဟာလေးပြီးတော့စာဖတ်တာလေးတွေပေါ့ဟုတ်အဲ့ဒါလေးတွေကပို့တိုးတက်လာပါတယ်ရှင်ဒီမှာနာမည်ကတော့ထထားအိမ်မှန်ဖြစ်ပါတယ်ရှင်ဒီမှာသမီးကတနည်းနည်းရှိပါပြီမျက်ခြေမောင်လို့ခေါ်ပါတယ်ရှင်တိုးတက်မှုတွေကတော့အများကြီးတော့ရှိပါတယ်ရှင်အထက်မမဟိုသဘောကျဆုံးလေးကအခန်းထဲမှာဆိုရင်ဘယ်ပစ္စည်းဘယ်နှမှရှိတယ်ဆိုတာကိုတော့သူကောင်းကောင်းသိတယ်ရှင်ပြီးရင်အယုတ်ကလေးလေးဆိုလို့ရှိရင်ဆော့ပြီးတော့တခြားလေးပြန်သိမ်းတယ်ရှင်အားရဆုံးတောင်းလဲလာဆိုရင်ဟုတ်သူဆော့တဲ့ဟာလေးပြီးတော့စာဖတ်တာလေးတွေပေါ့ဟုတ်အဲ့ဒါလေးတွေကပို့တိုးတက်လာပါတယ်ရှင်တန်းထဲမှာပေါ့တစ်ချက်နဲ့ဒီကြည့်ပြီးစာဖတ်တာလေးရှိတယ်ရှင်အဲ့ကနေပြီးတော့မှအိမ်မှာလည်းစာလိုက်ဖတ်တဲ့အကျင့်လေးဖြစ်သွားတာရှင်ညတိုင်းစာဖတ်ဖြစ်တယ်ရှင်ဟုတ်ပြီးတော့ကျောင်းကနေပြီးတော့ library ကနေပြီးတော့စာအုပ်ကလေးတစ်ပတ်ကိုနှစ်အုပ်ငားသွားတယ်ရှင်ဟုတ်အဲ့ဒါလေးတွေအမြဲတမ်းဖတ်ဖြစ်တယ်ရှင်ကလေးကအရင်တော့ကဒီတွေ့လို့ရှင်အရင်ကြောက်တယ်အခုကျတော့အဲ့လိုမဟုတ်တော့ဘူးတွေ့ရနဲ့ high five ဆိုလုပ်ပြီးတော့အရင်မကြောက်တော့ဘူးရှင်